မင်္ဂလာပါကျွန်တော်နာမည်အာကာပါ31ရက်3လပိုင်း2026တက်တန်ကုန်းမဲ့လူတွေကအခုဒီအစိုးရ website နေမှာတက်တန်စောက်ဖွင့်ပေါ့နော်ဒီနေ့9ရက်နေ့2လပိုင်း2026ကနေစပြီးတော့စတင်ပြီးတော့မှဒီအစိုးရ website တွေကဖွင့်ပြီပေါ့နော်ဆိုတော့ဒီ9ရက်နေ့2လပိုင်း2026ကနေပြီးတော့31ရက်နေ့3လပိုင်း2026အထိကိုကျွန်တော်တို့ကဒီအစိုးရ website မှာစင်းသွင်းရမှာပဲဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ဒီစင်းသွင်းပြီးသွားပြီးရင်တော့ဒီဘော်တော်90နဲ့ဒီငွေချီ100ပုံစံမျိုး2ရွက်ရမှာပေါ့နော်အဲ့ဒီ2ရွက်ရပြီးရင်သူက28ရက်6လပိုင်း2026အထိကိုနေထိုင်ခွင့်ရရှိပြီပေါ့နော်ဆိုတော့အဲ့ဒီမှာလူတိုင်းကအဲ့လိုမျိုး2ရွက်ကြပြီဆိုလို့ရှိရင်ဒီ2ရွက်ရမှာပေါ့နော်2ရွက်ရပြီးရင်ဒီဆက်လို့ရမှာကိစ္စက2တုပ်ကွဲသွားလိမ့်မယ်ဘယ်လိုမျိုးကွဲမှာလဲဆိုတော့ပထမတစ်တုပ်အနေနဲ့ကစာအုပ်မရှိတဲ့လူပေါ့နော်အဲ့ဒီအတုပ်ကိုကျွန်တော်အရင်ပြောပြပြပါမယ်စာအုပ်ရှိတဲ့လူကတော့နောက်ထပ်တစ်တုပ်ထပ်ပြောပြပြပါမယ်စာအုပ်မရှိတဲ့လူတွေကြတော့ဒီ2026ထဲမှာ CI အစိုးရစင်တာတွေဖွင့်မှာပေါ့နော်သူတို့ CI အစိုးရစင်တာတွေဖွင့်တဲ့အချိန်ကျရင်စာအုပ်ထုတ်ပြီးရင်ဗီဇာကိုက28ရက်နေ့6လပိုင်း2026အထိကိုပထမဗီဇာတတုံးအရင်ထုတ်ပေးပါမယ်အဲ့ဒီဟာပြီးရင် CI စာအုပ်အတွင်းထဲမှာ CI စာအုပ်အထဲထဲမှာပထမဗီဇာတုံးအနေနဲ့28ရက်6လ2026တက်တန်းရှိတဲ့ဗီဇာကိုထည့်သွင်းပြီးရင်31ရက်3လပိုင်း2029ရှိတဲ့ဗီဇာနောက်တစ်တုံးကိုနောက်ထပ်ထပ်ရမှာပဲဖြစ်ပါတယ်ပြောမှဆိုရင်ဒီစာအုပ်မရှိသမားကကြတော့နောက်ထပ်ဆက်လုပ်ရမယ့် process ကနံပါတ်1 CI ထုတ်ရမယ်နံပါတ်2ဒီ28ရက်6လပိုင်း2026ဗီဇာတုံးအရင်ထူရမယ်ပြီးရင်နံပါတ်3 31ရက်နေ့3လပိုင်း2029အထိကိုဆိုပြီးတော့မှဗီဇာက2တုံးထူရမှာပေါ့နော်အဲ့လိုမျိုးအဲ့ဒီဟာပြီးသွားပြီဆိုရင်ဒီ CI သမားတွေကဒီ31ရက်နေ့3လပိုင်း2029အထိကိုပါတဲ့ဝဘမင်းကတ်ကိုထုတ်ရမှာပဲဖြစ်ပါတယ်အဲ့ဒီအတွက်ကိုလည်းကျွန်တော်နဲ့တက်တန်တိုးရလို့ဆိုကျွန်တော်ထုတ်သွားပေးမှာပဲဖြစ်ပါတယ်ဒါကကြတော့ CI သမားပေါ့နော်โอเคဒုတိယတစ်သုံးအနေနဲ့စာအုပ်ရှိတဲ့လူပြီးခဲ့တဲ့နှစ်ကဒီစာအုပ်အနီးတွေတဲကိုဗီဇာထည့်ထားတဲ့လူတွေကကြတော့စာအုပ်ထဲမှာဗီဇာက31ရက်3လပိုင်း2000နဲ့မှ26ထိဗီဇာအကောလုံးကရတာပြီးသွားပြီပေါ့နော်စာအုပ်ရှိတဲ့လူတွေပြောတာနော်โอเคသူတို့တွေကြတော့ဘယ်လိုလုပ်ရမလဲဆိုတော့ဒီတက်တန်တိုးတာခုနကတော့ပြောခဲ့သလိုပဲဒီ9ရက်နေ့2လပိုင်း2026ကနေပြီးတော့31ရက်နေ့3လပိုင်း2026အထိကိုသူတို့ကနေပြီးတော့မှဒီအစိုးရ website မှာစာရင်းအရင်သွင်းရပါမယ်စာရင်းသွင်းပြီးရင်ဝဘမင်းဘိုးငွေချေပြီးရင်ဒီဗီဇာထည့်လို့ရတဲ့အချိန်ဒီတစ်ချက်စောင်းအောင်ပေါ့နော်သူတို့ကကြတော့ဒီဗီဇာပထမတစ်တုံးထူတာပြီးသားဖြစ်တဲ့အတွက်နောက်ထပ်တစ်တုံးမထူရတော့မှာပေါ့နော်နောက်ထပ်တစ်တုံးကကြတော့ဒီ31ရက်3လ2026အထိကိုတန်းရမှာပဲဖြစ်ပါတယ်သူတို့ကဒီဗီဇာရပြီဆိုရင်ခုနကတော့ CI သမားတွေနဲ့အတူတူပဲဒီ31ရက်3လပိုင်း2029ဒီတက်တန်းရှိတဲ့ဝဘမင်းကတ်ကိုဆက်ပြီးတော့မှထုတ်ရမှာပဲဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်တော့ဒီတက်တန်တိုးလုပ်ငန်းစဉ်ကတော်တော်ကြီးကိုပြီးပြီပေါ့နော်ပြောမှဆိုရင်တော်တော်လက်ခက်ခဲပါတယ်လုပ်ပေးရတဲ့လူတွေရောဒီလာအပ်တဲ့ customer တွေရောကျွန်တော်တို့လုပ်ပေးရတဲ့ agent တွေတော်တော်များလည်းအလုပ်တော်တော်ရှုပ်ပါတယ်ဆိုတော့အခုတွေကနေစပြီးတော့မှမြန်ဆက်ဆန်းလေးစင်းသွင်းလာဖို့လည်းပြောချင်ပါတယ်မိမိတက်ဆိုင်ရာမိမိရဲ့ယုံကြည်ရတဲ့ agent တွေမှာပေါ့နော်ဟုတ်ကဲ့ကျေးဇူးပါကျွန်တော်နာမည်အာကာပါနောက်ထပ်ဗီဒီယိုတွေမှာထပ်တွေ့ကြမယ်မရှင်းမလင်းတာမျိုးရှိလို့ရှိရင်ကျွန်တော်ဖုန်းနံပါတ်382184 0333ကိုဖုန်းဆက်ပြီးတော့မှလည်းအသေးစိတ်မေးမြန်းနိုင်ပါတယ်ကျွန်တော်ကနေပြီးတော့မှအသေးစိတ်ကျွန်တော်နားလေတော့ရှင်းပြပေးမှာပေါ့နော်အခုဗီဒီယိုမှာလည်းကျွန်တော်တတ်နိုင်တော့ကျွန်တော်ရှင်းပြတာပြီလေကျွန်တော်နားလေတော့ဒါပေမဲ့တချို့ဟာလေးတွေလိုအပ်ချက်တွေရှိသွားရင်လည်းနားလည်ပေးပါလို့မျှော်လင့်ပါတယ်